United ပရိသတ်အားလုံးပဲမင်္ဂလာပါအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် Kennedy ပါအဲ့တော့ဒီကိုရီအသင်းကစိတ်ဝင်စားခဲ့တဲ့ကနဦးပိုင်းမှာစန်ထိုတိုနာလီ Newcastle အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်သူအခုအချိန်မှာဆိုရင်တော့ဖြစ်ဒီ Spa အသင်းကိုရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ် Here we go လေးဖြစ်သွားခဲ့ပြီငါတို့အသင်းကတကယ်ကိုချိန်ပါကြီးဖြစ်နေခဲ့တာကြိုက်တယ်သဘောကျတယ်စောင့်ကြည့်တယ်ဒါနဲ့ပဲပြီးသွားတာတခြားအသင်းတွေကကိုရီအသင်းကစပြီးစိတ်ဝင်စားခဲ့တယ်နော်သူတို့ရဲ့ပြောင်းရွှေ့ခြင်းတွေကိုတခြားအသင်းတွေကသိသွားခဲ့တယ်သူတို့အသင်းကပေးချိန်နိုင်တဲ့အခါမျိုးမှာကြော်အင်းခေါ်သွားခဲ့တယ်ငါတို့ကကြံနေခဲ့တယ်တကယ်လို့ငါတို့ကချိန်ခဲ့တယ်ဒါပေမဲ့ချိန်ပါကြီးဖြစ်သွားခဲ့တယ်ငါတို့ရဲ့အခုလက်ရှိအခြေအနေကဟိုစပါသင်းကဒီစန်တိုတိုနာလီရဲ့ပြောင်းရွှေ့ခြင်းမှာဆိုရင်တော့ဒီပေါင်62.5 တန်းထိသုံးလိုက်ရတဲ့အနေအထားမျိုးပြောင်းရွှေ့ခြင်းကအကယ်၍ဒီရာသီမှာအခုလာမယ့်ရာသီမှာစပါသင်းကချန်ပီယံလိဝင်ခွင့်ရရှိခဲ့မယ်ဆိုရင်တော့ဖြစ်ဒီတိုနာလီဟာ9.5 တန်းထိထပ်ဆောင်ဆက်လက်ပြီးရရှိသွားမယ့်အနေအထားမျိုးဖြစ်တယ်ဆိုပြီးတော့ဒေးဗစ်အိုစနင်ကိုယ်တိုင်ပြောကြားလာတာကိုတွေ့ရတယ်။အဲ့တော့ကိုရီအသင်းကချန်ပီယံလိဝင်ခွင့်ရပါလေရဲ့နဲ့ဘာလို့ကစားသမားတွေကိုဘာဖြစ်လို့မဆွဲဆောင်နိုင်ပြီးတော့မခေါ်နိုင်တာလဲတကယ်ညီကိုတို့ကစဉ်းစားကြည့်ပါဦးဗျာ A News တို့ရဲ့အလုပ်လုပ်ပုံတွေကတကယ်ပဲမှန်ကန်ရဲ့လားညီကိုတို့စဉ်းစားကြည့်ပါဦးကိုရီအသင်းကအခုချိန်မှာကွင်းလယ်ဖြစ်တင်းဖို့အတွက်ဆိုလို့ရှိရင်ဒီချန်ပီယံလိဝင်ခွင့်ရပါလေရဲ့နဲ့ကိုရီအသင်းကတော့လောလောဆယ်လက်ရှိအနေအထားဟာဆိုတော့ဖြစ်ကစားသမားတယောက်ကိုခေါ်မယ်ဆိုရင်ပြောင်းရွှေ့ခြင်းကမတန်ဘူးပြောင်းရွှေ့ခြင်းကများတယ်ဈေးကြီးတယ်သူ့ရဲ့လောက်ခလာတာကကိုရီအသင်းကပေးချင်နိုင်မဲ့ကိုရီအသင်းကပေးချေဖို့အတွက်ရည်ရွယ်ထားတာနဲ့မတူညီဘူးဆိုပြီးတော့နောက်ဆုတ်ခဲ့တယ်စပါတင်တော့လို့ဆိုတာကြည့်ပါ2ရက်အတွင်းမှာ2ယောက်တယ်ဗျာမနေ့ကမတီးရဖန်တဲ့ Here we go ဒီကနေ့မှာပဲစန်ထိုတိုနာလီ Here we go တဲ့ဒီ2ယောက်လုံးကကိုရီအသင်းကတကယ်ကိုပဲအဓိကပြစ်မှတ်အဖြစ်ထားရှိခဲ့တဲ့2ယောက်နော်စပါချန်ပီယံတွေဝင်ခွင့်မရဘူးဘာကြောင့်ခေါ်နိုင်ခဲ့လဲသူတို့ရဲ့ဘုတ်အဖွဲ့တွေနော်သူတို့ရဲ့နီးပြအသစ်ဖြစ်သူဒီဇာဗီအတွက်ကိုသူတို့ကဖြည့်တင်းပေးတယ်ငါတို့ဘုတ်အဖွဲ့တွေကအခုဒီလာမယ့်ရာသီမှာရာသီအပြည့်ကိုကင်တွယ်ရမယ်ရာသီအဆက်ကနေစပြီးကင်တွယ်ရမှာဖြစ်တဲ့နီးပြဖြစ်သူမာကက်ကားရဲ့အတွက်ကိုဘာကြောင့်မလို့လူတွေကိုဖြည့်တင်းမပေးရလဲငွေမတုံးတာလဲအများဆုံးသုံးမယ်ကွင်းတဲ့အတွက်တန်း100ဘဒုအတွက်လဲစန်တိုတိုနာလီပါပါပြီအခုမရှိတော့အန်ဒါဆန်မန်စီးတီးကိုပေးလိုက်ရပြီမာတီးယက်ဖာနန်ဒက်စပါတင်ကိုပေးလိုက်ရတယ်အခုဘယ်သူကြံအောင်မလဲနောက်ဆုံးတော့လေညီကိုတို့ရေဒီပြီးခဲ့တဲ့ရာသီတော့ဒီဘယ်လိုပြောမလဲပုံကိုရေးပိုင်းသဘောတူညီမှုရရှိထားဖြစ်တဲ့ကာလော့စ်ဘာလီဘာနဲ့ပဲအဆုံးသတ်မလားမသိဘူးဗျာနောက်တဲ့ချူအမန်ဒီAlex Scott ကိုခေါ်ယူဖို့ဆိုလို့ရှိရင်လေကိုရီးယားဈေးများရပြောမလားပြောင်းရွှေ့ချေပေါင်တန်း80လောက်ရှိတယ်တကယ်ကိုအားမရအောင်နော်ကိုရီးယားအသင်းကတကယ်ကိုပဲစိတ်ဝင်စားမှုရှိခဲ့တယ်ဒါပေမဲ့တခြားအသင်းတွေကိုရောက်ရှိသွားခဲ့တယ်ညီကိုတို့ရေကျွန်တော်တကယ်ကိုအားမရအောင်ကိုရီးယားအသင်းရဲ့ဒီရာသီနွေထရန်စပါမှာချန်ပီယံလိဝင်ခွင့်ရရှိထားတယ်ပရီးမီးယားလိပြိုင်ပွဲစုံကန်ရမယ်အရန်အင်အားမတောင့်တင်းဘူးတကယ်လိုအပ်နေတဲ့ကစားသမားတွေမခေါ်ယူနိုင်ဘူးဆိုရင်တော့ကိုရီးယားအသင်းအတွက်လာမယ့်ရာသီမှာတကယ်ကိုပဲအဆင်ပြေဖို့အတွက်ရင်လေးရမယ့်အနေအထားမျိုးပါအဲ့တော့ညီကိုတို့ဘယ်လိုမြင်နေရှိကြလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြီးတော့ရပါတယ်အားပေးသူတယောက်ချင်းနိုင်ကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျ